တက်မတော်စီးတက်ကတူအမျိုးသားအမျိုးသမီးဘူလောင်းများခေါ်ယူခြင်း1ရှောက်ထားသူသည်ကာကြီး2028ခုနှစ်ဇန်နဝါရီလ1ရက်နေ့တွင်အသက်20နှစ်ထက်မကြီးရခခွေပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအိမ်တော်မရှိဘူးသူလူပြိုအပြိုဖြစ်ရမည်ဂါငယ်အနည်းဆုံးအရက်9ပြီး3လက်မှနှင့်ကိုလေးချိန်ပေါင်100နှစ်အထက်ရှိရမည်ခါကြီးအမြင်အာယုံကြီးမားစွာချို့ယွင်းသူမဖြစ်စေရမျက်မှန်တက်ဆင်သူများလည်းရှောက်ထားနိုင်သည်ငါတက္ကသိုလ်ဝင်စာမေးပွဲတွင်သိပ္ပံဘာသာတွဲဖြင့်ဖြည့်ဆို့အောင်မြင်သူဖြစ်ရမည်နှင့်ရှောက်လွှာများကိုမိမိတို့နှင့်နီးစပ်ရာတိုင်းစစ်ဌာနချုပ်များတွင်2026ခုနှစ်ဇွန်လ29ရက်နေ့မှစ၍အခမဲ့ရယူနိုင်သည်3ရှောက်လွှာနှင့်အတူအကျဉ်းစာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်မြို့နယ်ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှထောက်ခံစာမူရင်းနှင့်ပတ်စပို့အရွယ်ဓာတ်ပုံ3ပုံပူးတွဲတင်ပြရမည်4ရှောက်လွှာကို2026ခုနှစ်ဩဂုတ်လ29ရက်နေ့နောက်ဆုံးထား၍ရှောက်လွှာထုတ်ယူခဲ့သောတိုင်းစစ်ဌာနချုပ်များသို့ပြန်လည်ပေးပို့ကြရမည်5သတ်မှတ်ချက်နှင့်ပြည့်စုံပြီးအရေးချင်းပြည့်မီသောရှောက်လွှာရှင်များသာတက်မတော်စီးတက်ကတူဘိုလောင်းတင်တန်းဝင်ခွင့်အရေးချင်းစစ်စာမေးပွဲကိုဖြည့်ဆို့ကြရမည်6တက်မတော်စီးတက်ကတူဘိုလောင်းတင်တန်းဝင်ခွင့်အရေးချင်းစစ်စာမေးပွဲတွင်တက္ကသိုလ်ဝင်စာမေးပွဲသင်ရိုးညွှန်းတန်းအတိုင်းအောက်ပါဘာသာရပ်များကိုဖြည့်ဆို့ကြရမည်ကာကြီးအင်္ဂလိပ်စာခါခွေဇီဝဗေဒနှင့်ဓာတုဗေဒ9ဝင်ခွင့်အရေးချင်းစစ်စာမေးပွဲကို2026ခုနှစ်စက်တင်ဘာလ18ရက်နေ့တွင်မိမိတို့ရှောက်လွှာတင်သွင်းရာတိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့၌ဖြည့်ဆို့ကြရမည်10ဝင်ခွင့်အရေးချင်းစစ်စာမေးပွဲဖြည့်ဆို့ရမည့်နေရာနှင့်အချိန်ကိုသတင်းစာမှကြော်ညာပေးမည်9ဖြည့်ဆို့ရမည့်ခုံအမှတ်မှာရှောက်လွှာတွင်ဖော်ပြထားသည့်ခုံအမှတ်တိုင်းဖြစ်သည်10ဝင်ခွင့်အရေးချင်းစစ်စာမေးပွဲဖြည့်ဆို့အောင်မြင်သူများသည်တက်မတော်ဘိုရွေးအဖွဲ့တွင်ဝင်ရောက်အစစ်ဆေးခံရမည်တက်မတော်ဘိုရွေးအဖွဲ့တွင်ဝင်ရောက်အစစ်ဆေးခံရန်အကြောင်းကြားစာများကိုသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတဆင့်အချိန်မီပေးပို့သွားမည်17သတ်မှတ်ထားသည့်အချက်လက်များကိုတိကျပြည့်စုံစွာရေးသားဖော်ပြခြင်းမပြုသောရှောက်လွှာများမမှန်မကန်ဖြည့်ဆွက်ရေးသားဖော်ပြသောရှောက်လွှာများနှင့်အချိန်မီမရောက်ရှိသောရှောက်လွှာများအားထည့်သွင်းစဉ်းစားမည်မဟုတ်ပါမိမိတို့ရှောက်လွှာတင်သွင်းသည့်ဌာနတွင်ရွေးချယ်ခြင်းခံရသည်မခံရသည်ကိုတွားရောက်စုံစမ်းမေးမြန်းနိုင်သည်စစ်ရာထူးခန်းချုပ်ယုံကာကွယ်ဦးစီးချုပ်ယုံကြီး